ဆိုင်ရဲ့မဖဆိုင်နေပိုင်ရှင်အပေါင်းအိုးငါပြောဆုံးလေးပွဲဆုံးအောင်တင်ငါတာတယ်ဆိုင်ရပိုင်ရအရှင်အပေါင်းတို့
ဝင်တဲ့နေ့အလူဝင်တဲ့နေ့
သောယတနာဟုသောအပ်သောယတနာမြတ်သောမောင်တို့ဟာတတ္ထာယူကျိုးတဲ့သို့မို့၍ဤကိုဘုသောဘုမြောင်မှန်လျော့ဘတော်နိုင်ကြသောတက္ကိစ္စယတနာတိယမနာမကုသကသီသနာယနေ့ယခုမိမိတို့ရဲ့ရင်၌ဖြစ်သောသာလယတနာသမိလယတနာတို့ကိုသာရဏဘောင်းပြင်းတို့သူပင်ကြီးမြတ်သောသာရဏဓာရိသဗပ္ပစ္စလူတော်မင်္ဂလာယာဟိဒုက္ခမရဏဒုက္ခအစရှိသောဒုက္ခကတိကင်းလို့ညင်ရမံအာသင်္ကရဏဓာနိဗ္ဗာန်ပရမတ်တို့ဖြင့်လင်းမြန်သောစွာရမယ်ရောက်တဲ့မျက်မှောက်ပြုလည်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြသည်အာမင်တိသေနာတာယေသုအာမိယံယောဂယသာမိလောကတတဝါနိဗ္ဗာန်တိယတာနိဗ္ဗာန်တိ
ရှင်လောင်းလေပွဲတော်ပွဲတော်ငယ်လေးဓမ္မရှင်လောင်းလေမသူရဲ့လာရီပေါ်အပြူချုံပေါ်တဲ့တို့တော်ရွာကရှင်လောင်းလေပွဲတော်ပွဲတော်ငယ်လေးဓမ္မရှင်လောင်းလေမသူရဲ့လာရီပေါ်ကာလာလူပြိုရီကပုံကြည့်ဒီနဲ့ရွာတဲ့လမ်းမှာပေါ်နာတာလေးတွေလဲလေးပါစီလို့ပြောတော့အိုးစီဘုံမောင်းနဲ့ရှင်လောင်းလေကြညူကြွတဲ့တီဝိုင်းရဲ့မြမစံတဲ့တော်လေးရဲ့ရှင်လောင်းလေလို့လာပြီးတော့တို့တော်ရွာကရှင်လောင်းလေပွဲတော်ပွဲတော်ငယ်လေးဓမ္မရှင်လောင်းလေမသူရဲ့လာရီပေါ်အပြူချပေါ်ဒီတို့တော်ရွာကရှင်လောင်းလေပွဲတော်ပွဲတော်ငယ်လေးဓမ္မရှင်လောင်းလေမသူရဲ့လာရီပေါ်ကာလာကလူပြိုရီကပုံကြည့်ဒီနဲ့ရွာလေလဲမှာပေါ်နာတာလေးတွေလဲလေးပါစီလို့ပြောတော့အိုးဒီဘုံမောင်းနဲ့ရှင်လောင်းလေးကြညူကြွတဲ့ဒီဝိုင်းရဲ့စံတဲ့မြမစဲတဲ့တော်လေးရဲ့ရှင်လောင်းလေးလို့လာပြီးတော့ဝိတာကကြောင့်မကြီးရဲ့ပြောအလောင်းစီသူရင်ရင်ခီကပြောအဖို့ဆွေရတာတိခဲ့တဲ့ပြောဝိတာကကြောင့်မကြီးရဲ့ပြောအလောင်းစီသူရင်ရင်ခီကပြောအဖို့ဆွေရတာတိခဲ့တဲ့ပြောအစီကောင်းတဲ့သဘောအသွေးမပြောင်းခဲ့တော့ရှင်လောင်းလေပြောခေါ်တော့ရယူရတလေးတိတ်ဖို့ကျွန်တော်ရဲ့အပ္ပဟာဦးရွှေရိုးလို့ညာကခေါ်တော့ရယူရတလေးတိတ်ဖို့ကျွန်တော်ရဲ့အပ္ပဟာဘာကျမရဲ့ဒုံဘူဟာဒုံဘူဟာရှင်ကျမဒုံဘူဟာအများကချစ်တဲ့ဒုံဘူဟာကျမရဲ့ဒုံဘူဟာဒုံဘူဟာရှင်ကျမဒုံဘူဟာအများကချစ်တဲ့ဒုံဘူဟာကျမတလေးယူရ
ပါသလားဖေဖေကျော်ဖေဖေကျော်လက်ချီတော်နဲ့ထားတဲ့ကိုကြီးကျော်ရိုစီအိုင်ထလို့ကြောင်းကြီးကြဘလို့ရက်နေ့မှာမွေးနေစားနှစ်ရက်နေ့မနက်ဖြန်ချိန်ကဖိချားတဲ့မင်းများကြွရောက်လာတော်တင်သားတွေတို့ရဲ့အလူတော်ပါဗျာရှိစက်ချနေရက်ပြည့်အချိန်က1300မှာ89ခုနှစ်မှာရာသူလာမိကြောချိန်ကတစ်ရက်နေ့မှာမွေးနေစားနှစ်ရက်နေ့မနက်ဖြန်ချိန်ကဖိချားတဲ့မင်းများကြွရောက်လာရွှေမွေးနေလိုက်တာနတ်တုတ်တာဘုံပမာရွာလူရွာလာရပါသာကြီးရွစွာနေပူကြတာလူကြတာကမြတ်စွာမတ်ကြောက်ဧကသာသနာ့ပြုပြောဝိစံပြောစရာချမ်းမြေမှာတိတာကတပိပြုလို့တာရေပကံကြီးဝကြီးမှာသာသနာပန်းများဝင်လဲကြနေရဥဆောင်နေဖြစ်တဲ့အလူမကြီးဒေါ်တင်စာလည်းရဲ့မိသားစုတို့အလူရည်တဲ့လက်နဲ့မပွားပေးကမ်းနိုင်တဲ့မိသားစုများဖြစ်နိုင်ပြီးတော့သာသနာ့အကျိုးသာသနာ့တောင်းဝန်များကိုထမ်းဆောင်နိုင်တဲ့သာသနာ့သမီးတော်လေးများဝိသုပေးနိုင်သောမိသားစုများဖြစ်နေကြပါစေလို့ကျွန်တော်ဒီကစီတော်ချက်ပေးမောင်းကနေပြီးတော့စုမကောင်းတောင်းပေးလိုက်ပါရစေကျွန်တော်ရန်လူကလူမအတွက်လက်ခုပ်တန်းလေးနဲ့ဂုဏ်ပြုပေးပါအောင်ဗျာ
တင်သာလွင်တို့ရဲ့အလူတော်မှာသမီးကလေးမတ်တဲ့မူလေးတီလေးကကြည်နူးလို့သာပြောလေးရှာစိတ်ဗမာမကန်းဒီရောက်မှရွှေကြလန်းစီမှာမောင်နှံသားမင်းလေးတို့အလူတော်ကြီးကအနာတို့လို့စာသမဆုံးနိုင်မှာဝိသောမင်းကြီးတို့ရဲ့အလူတော်ပါဗျာရှိတဲ့ချာနေရက်ပြန်အရှိန်က1300မှာ89ခုနှစ်မှာရာဇဝရိကျော်ချင်းကတရက်နေ့မှာပွင့်ရစာတရက်နေ့အရှိန်ကမှာဖိကြားတဲ့မိညာကြွရောက်လာတော့တင်စားတွေလို့ရဲ့အလူတော်ပါဗျာရှိတဲ့ချာနေရက်ပြန်အချိန်က1300မှာ89ခုနှစ်မှာရာဇဝရိကျော်ချင်းကတရက်နေ့မှာပွင့်ရစာတရက်နေ့မနက်ဖြန်ချိန်ကဖိကြားတဲ့မိညာကြွရောက်လာကျွေးပွေနေလိုက်တာနတ်တော့တာဘုံပမာရွာရွာလာညီညွတ်စွာပဲကိုကြတာလူကြတာကပြည့်စုံနာမကြမြေကသာသနာ့တဲ့ဘုံပြောဝိဆံပြောစရာချမ်းမြေမောင်ပြည်တာကတတိပြုလို့သာတေဘကံကြီးတော်ကြီးမှာသာသနာပန်းများပွင့်လိုက်ကြစေရာ